ဒီဟာကတော့ကျွန်တော်တို့ပုံမှန်မိုစိုက်တဲ့ဟာတွေရဲ့ process ပေါ့နော်ပြီးပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်ဖို့လိုလဲဆိုရင် Mickey Mushroom ဆိုတဲ့နှုတ်စိမ်းမိုလေးကိုကျွန်တော်နည်းနည်းရှင်းပြမယ်ပေါ့နော် site ထုတ်တွေလုပ်ဒီအကုန်လုံးကအတူတူပဲဘာမှမကွယ်ဘူးဒါပေမဲ့ तू ကကျတော့မိုရဖို့အတွက်ဆိုရင်ဒီနှုတ်စိမ်းမိုအတွက်ဖြစ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကsite ထုတ်တွေကိုဖောက်ပြီးတော့မှကျွန်တော်တို့ကမြေဆွေးထည့်ရတယ်ပေါ့နော်အဲ့ဒါမှသာကျွန်တော်တို့ကဒီမိုထွက်တယ်ဟိုတိုင်းဆိုရင်ထွက်တော့ထွက်ပေမဲ့ပေါ့နော်ကျွန်တော်တို့ကဒီများများဟိုမရအောင် तू ကဘာလဲဆိုတော့ဒီမြေဆွေးတွေကိုစားသုံးပြီးတော့မှကျွန်တော်တို့ကဘာလဲဆိုတော့ဒီမိုတွေထွက်တယ်ပေါ့နော် तू ကကျတော့တချို့တလေလည်းမကြိုက်ဘူးဒါပေမဲ့လူအကြိုက်များတယ်ပေါ့နော်တချို့တွေကကျတော့ကျွန်တော်အနေနဲ့ပြောမယ်ဆိုတော့ကျွန်တော်ကမကြိုက်ဘူးဒါပေမဲ့တချို့တွေကကျတော့ကြိုက်တယ်ဘာလဲနုညံ့လို့ပေါ့နော် sorry သူ့ရဲ့ဟာနုညံ့တယ်ပြီးတော့ तू ကဘာလဲဆိုတော့ဒီနှုတ်နံ့ပေါ့နော်ကျွန်တော်အဲ့ဒီနှုတ်အနံ့လေးရတဲ့ဟာကျွန်တော်အဲ့လိုဟာမျိုးမကြိုက်တာပေါ့နော်တချို့တွေကျတော့အဲ့ဒီဟာကိုဘာမှမဖြစ်ဘူးစားရတာကျွန်တော်အရန်ကောင်းတယ်ဟုတ်တယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ဒါလေးကိုကျွန်တော်တို့ကအမျိုးစုံလှုပ်ရှားလို့ရတယ်သူ့ကိုလည်းပေါ့နော်အဲ့တော့ no စိမ့်မိုကကြတော့ကျွန်တော်တို့ပုံမှန်အဖြစ်တော့45ရက်ခန့်မှာကျွန်တော်တို့မိုးမြင်ပြည့်ဖို့အတွက်ကြာတတ်တယ်ပေါ့နော်နောက်တစ်ခါမိုးတုပ်တွေကိုဖျောက်ပြီးတော့မြေဆွေးတစ်ခုခုကျွန်တော်တို့ထည့်ရမယ်ကျွန်တော်တို့ရှိမှာတော့ကျွန်တော်တီကျက်စာလောက်တာဖြစ်တဲ့အတွက်တီကျက်စာကိုထည့်တယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့မြေဆွေးထွက်ပြီးတော့ကျွန်တော်တို့ကနှစ်ပတ်ခန့်ပေါ့နော်ကျွန်တော်တို့အဲ့လောက်ကြာတဲ့အခါကျရင်မိုးစပြီးတော့ထွက်ကြတယ်ကျွန်တော်တို့ကအဲ့ဒီဟာမှာနောက်တစ်ခါဒီတစ်ပတ်ကတော့နှစ်ပတ်တွင်းပေါ့နော်နောက်တစ်ခါမြေဆွေးသုံးတဲ့နေရာမှာလည်းကျွန်တော်မြေဆွေးကိုဆွေးပြီးတဲ့မြေဆွေးကိုသုံးတယ်ကျွန်တော်တို့ကတော့ကျွန်တော်ပြောတယ်တီကျက်စာသုံးတာဖြစ်တဲ့အတွက်ကျွန်တော်ဆွေးမြစ်ပြီးသားပေါ့နော်ဒါကတော့ဟိုလုပ်စရာမလိုကိုကအခြားမြေဆွေးသုံးမယ်ဆိုရင်ဆွေးမြစ်ပြီးသားဟာသုံးဖို့အရေးကြီးတယ်သူ့ကိုဘောင်နဲ့စိုက်မယ်ဆိုရင်လည်းဘောင်နေနဲ့ကျွန်တော်တို့စိုက်ထုတ်တွေကိုထားပြီးတော့အဲ့ပေါ်ကမြေကြီးနွားချေးတွေပါတယ်အဲ့လိုမျိုးပေါ့နော်ဖုံးပြီးတော့စိုက်လို့ရတယ်နောက်တစ်ခါစိုက်ထုတ်ထဲမှာပဲမြေဆွေးလေးထည့်ပြီးတော့လည်းစိုက်လို့ရတယ်အဲ့တော့စားသုံးသူအတော်အများစုကတော့ဒီမိုကြိုက်ကြတယ်ဒါပေမဲ့ဈေးကွက်ကအခုမှစပြီးတော့ကျွန်တော်တို့တကယ်တမ်းပြောရင်ဒီမိုလည်းဆရာမတွေအမှကျွန်တော်တို့စပြီးတော့ဖောက်ကြတာပေါ့နော်အရင်တုန်းကဆိုရင်ဒီဟာတွေကလူတွေမကြိုက်ကြဘူးတဖြည်းဖြည်းနဲ့ကြိုက်ပြီးတော့အခုနောက်ပိုင်းဆိုရင် site ထုတ်တွေကျွန်တော်တို့ခြံမှာမစိုက်ရအထိကျွန်တော်ဖြစ်တယ်ပေါ့နော်ဘာလဲဆိုဝယ်ကြတာအားလုံးကဒီဟာပဲဝယ်ပြီးစိုက်စားနေကြတာပေါ့နော်အဲ့လိုမျိုးထိရောက်တယ်ပေါ့နော်ပြောချင်တာကအဲ့တော့ဆရာတို့ဈေးကွက်သွားမဲ့အခါကျရင်အဲ့လိုမျိုးပဲအားမငယ်နဲ့ဆက်စချင်းစိုက်တဲ့အခါကျရင်ကျွန်တော်တို့လည်းဒီဟာတွေလောက်တော့ဘယ်သူမှမသိဘူးအလကားပေးတော့မစားတဲ့သူတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေဟာမျိုးတွေရှိတယ်ကြောက်တဲ့အမျိုးမျိုးပေါ့နော်ပြီးတော့သူတို့လူတွေစားတတ်သွားပြီဆိုရင်ဟိုဟာလုပ်တယ်ကျွန်တော်တို့ကအဲ့အကြောင်းမို့အမြဲတမ်းဒီဟာတွေကိုဟိုဘယ်လိုခေါ်မလဲလူတွေကိုကျွေးတယ်ဟိုလူတွေကိုစားခိုင်းတယ်ပေါ့နော်ဒါမျိုးတွေကျွန်တော် marketing ဆင်းတယ်ပေါ့နော်ကျွန်တော်အရင်တော့ဆိုရင်ဒီရန်ကုန်ထဲမှာရှိသမျှဟိုတယ်တွေအကုန်ပတ်ပြီးတော့မှကျွန်တော်တို့ကဒီဈေးရောင်းပွဲတွေလုပ်တယ်ပေါ့နော်ကျွန်တော်တို့ရန်ကုန်မှာရှိသမျှဟိုတယ်တစ်ခုမှကြံကျွန်တော်တို့ကျွန်တော်ထင်တယ်အဲနာမည်ကြီးတဲ့ဟိုတယ်အကုန်လုံးဒီ Novotel တို့ကျွန်တော်တို့ဒီ Chatrian တို့နောက်တစ်ခုကကျတော့ဒီဟိုဘယ်လိုခေါ်မလဲအကုန်လုံးပေါ့နော်ကျွန်တော်တို့ဟိုတယ်တော်တော်များများမရောက်ဘူးတဲ့ရှင်မရှိဘူးအဲ့လိုမျိုးတွေစပြီးတော့ဖောက်တာပေါ့နော်ပြောချင်တာလူတွေစားဘူးအောင်ဒါမျိုးတွေမြင်ဖို့တချို့တွေကျရင်မမြင်ဘူးမစားဘူးကျွေးတယ်ကျွန်တော်အဲ့လိုမျိုးပေါ့နော်တကယ်စားထလာတဲ့အခါကျရင်ဒါဈေးကွက်ဖြစ်သွားတာပဲကျွန်တော်ပြောတခါတလေကျရင်အဲ့လိုမျိုးပြောကိုကကျတော့ရှေ့ကဥဆောင်တဲ့အခါကျရင်နည်းနည်းလေးခက်ခဲတယ်ဒါပေမဲ့ဘယ်တော့မှဟိုမလုပ်နဲ့ပေါ့နော်ဆရာတို့စလုပ်တဲ့အခါကျရင်လည်းအဲ့လိုဖြစ်လိမ့်မယ်ဒါပေမဲ့လောက်တာလို့ရှစ်ဆက်ပြီးလုပ်နေရင်လည်းလူတွေကလောက်တတ်သွားရင်ကိုးချောင်းမှုသူများတွေအတွက်ပါအကျိုးကျေးဇူးဖြစ်တယ်ပေါ့နော် အဲ့ဒီခဏနဲ့ပြောတယ်အခုအယောင်နေတဲ့ဟာဆိုရင်အခုလူတွေအများကြီးသဘောကျနေကြပြီစိုက်ကြပြီစားတတ်ကြပြီပေါ့နော်ကျွန်တော်အဲ့ဒါတွေကစတကယ်လို့ဆရာမတွေမစိုက်ခဲ့ဘူးဆိုရင်အခုဒီချိန်မှာဘယ်သူမှစိုက်နေပါလဲဘယ်သူမှလည်းစားနေမှာမဟုတ်ဘူးအဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ဒီဟာတွေဒါမျိုးလေးတွေကိုပြောပြတာပေါ့နော်အဲ့လိုမျိုးဆရာတို့ဆရာမတို့ဈေးကွက်လောက်တဲ့အခါကျရင်အဲ့လိုမျိုးဖောက်ဖို့လိုတယ်ဆိုတာလေးပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာခဏနဲ့ပြောတယ်ဒီ teacher စာတွေဟိုကျွန်တော်တို့ကဒီကနေပြီးတော့ teacher စာထုတ်တယ်ပေါ့နော်မြေဆွေးကနေပြီးတော့ကျွန်တော် teacher စာထုတ်တာဖြစ်တဲ့အတွက်ကြောင့်မို့ဒီအဲ့ကနေပြီးတော့ပဲပြန်ပြီးတော့ကျွန်တော်တို့အဲ့ဒီဟာကိုကျွန်တော်သုံးတယ်အဲ့တော့ဘယ်လိုလုပ်လဲဆိုရင်ကျွန်တော်တို့ကဒီ site ထုတ်တွေကိုဖောက်ပြီးတော့မှသူကတော့အကုန်လုံးဖွင့်လိုက်တယ်ပေါ့နော်အကုန်လုံးဖွင့်ပြီးတော့မှအဲ့ဒီတဲကိုမြေဆွေးထည့်တယ်ပေါ့ကျွန်တော်တို့အဲ့တော့ဒါကတော့ကျွန်တော်တို့အခြားမိုးတွေနဲ့မတူတဲ့ဟာလေးတစ်ခုကြောင့်မို့ဆရာတို့ဆရာမတို့တတ်တတ်ပေါ့နော်ကျွန်တော်ရှင်းပြပေးတယ်ဟိုဘာမှဟိုခက်တာတော့မဟုတ်ဘူးဒီစနစ်ကလေးကပွဲပြသွားတဲ့ဟာပေါ့နော်အဲ့လိုလေးကျွန်တော်တို့ကမြေဆွေးလေးထည့်ပြီးတော့မှပြီးရင်ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့အဲ့ဒီမှာရေလေးကိုလောင်းတယ်ပေါ့နော်တချို့တည်းကဆရာတို့ကမေးတယ်ရေဟိုဟာလောက်တဲ့အခါကျရင်တဲ့အဲ့လိုမျိုးအကုန်လုံးစိုက်ထုတ်တွေတဲ့ကိုအဲ့လိုဖောက်ပြီးတော့ထည့်တယ်ပေါ့နော်ရေဟိုတဲ့အောက်မှာအိုင်သွားရင်ဘယ်နဲ့လုံးလဲဆိုရေလောင်းတဲ့အခါကျရင်နည်းနည်းလေးပဲလောင်းအများကြီးလောင်းကြမလို့အဲ့လိုမဟုတ်ဘူးကိုကကျတော့ရေအိုင်သွားဆိုအောက်ကဖောက်လိုက်လို့ရတယ်ပေါ့နော်အဲ့ဒါလည်းလုပ်လို့ရတယ်ကျွန်တော်နော်နည်းနည်းလေးပဲကျွန်တော်စိုးရုံပဲပေါ့နော်သူစိုက်ထုတ်မှာအစိုးတတ်ရှိပြီးသားကျွန်တော်တို့ အဲ့တော့အာဟာရအနေနဲ့လည်းဒီချက်စာဆိုတဲ့အကြောင်းမို့မြေဆွေးကအရန်ကောင်းတယ်ဒီချက်စာကကျတော့ကျွန်တော်တို့
ဟိုဆရာတို့ကျွန်တော်ဒီအကြောင်းတင်နားထောင်မှုဟိုလေ့လာမှုတဲ့သူဆိုတော့လည်းသိကျင်သိမယ်ပေါ့နော်ဒီချက်မြေဆွေးထဲမှာဆိုတော့ဒါအကောင်းဆုံးလို့ပြောလို့ရတယ်ကျွန်တော်တို့ဘာလို့လဲဆိုတော့ तू ကဇီဝမြေဆွေးသူ့ထဲမှာရှိတဲ့ micro တွေအကုန်လုံးကိုကျွန်တော်တန့်စင်ပြီးသားဖြစ်တဲ့တီးကဒီစားတောက်ချိဖြတ်ပြီးတော့ထွက်လာတာဖြစ်တဲ့အတွက်ကြောင့်ပုံမှန်မြေဆွေးတွေနဲ့မတူဘူးပေါ့နော်ကျွန်တော်တို့ပြီးတော့ကျွန်တော်မိုးကနေပြီးတော့လှုပ်ထားတဲ့ဟာဆိုတော့အဲ့တဲ့ကောင်းစရာတော့ဘာမှမရှိတော့ဘူးကျွန်တော်ဟုတ်မပါဘဲနဲ့ထုတ်ကြည့်ဒါကတော့အဲ့မှာစားထွက်နေတဲ့ဟာလေးပေါ့နော်ကျွန်တော်တို့အမှာတွေ့လားအဲ့လိုမျိုးလေး तू ကလာတယ်ထွက်တဲ့အခါကျရင်တွေ့လားဆရာတို့ဆရာမတို့သူကမှာ तू ဟိုကလှုပ်တဲ့ဟာကျရင်ထုတ်ကလေးတွေကလေပြီးရင်အရန်စားလို့လည်းကောင်းတယ်ပေါ့နော်ဟိုကြိုက်တဲ့သူတွေတော့ကအီးပြီးတော့လေအဲ့လိုမျိုးဖြစ်တယ်သူ့ရဲ့ဟာပြီးတော့အမှထူထူကြီးနဲ့အသားလည်းများတယ် तू ကချားမုံနဲ့မတူဘူးပေါ့နော်အဲ့လိုမျိုးဒါကတော့ကျွန်တော်တို့အဲ site ထုတ်တွေအဲ့မှာထားပြီးတော့ထွက်လိုက်ခူးလိုက်ဟိုဟာလုံနေတဲ့ဟာတွေပေါ့နော်ကျွန်တော်တို့အဲ့တော့ဒါမျိုးမဟုတ်ဘဲနဲ့ပေါင်နေနဲ့ site တယ်ဆိုပို့ပြီးတော့သူ့ရဲ့ဟိုအပွင့်ကြီးအကြီးဖြစ်တယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုမြေဩဇာများများနဲ့ site နိုင်တယ်ဆိုရင်သူ့ရဲ့ဟိုဟာအရန်ကိုကြီးထွားပြီးတော့ဟိုဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကတော့ဗာလဲဆိုရင်ကျွန်တော်တို့ဟိုနှုတ်စိမ့်မှု site တဲ့နီးစနစ်တစ်ခုပေါ့နော်အဲ့တော့ဆရာတို့ဆရာမတို့ဒီဟာလေးကိုစိတ်ဝင်စားတယ်ဆိုရင်ဒီပုံစံလေးနဲ့ site ရုံပဲဘာမှတော့မခက်ဘူးအတူတူပဲရှေ့ရဟာနဲ့ပြီးပြီဆိုရင်ကျွန်တော်တို့အမှာဘောင်နဲ့ site ချင်တယ်ဆိုရင်ဒီပုံစံမျိုးလေးပေါ့နော်ကျွန်တော်တို့ဘောင်လေးနဲ့လုတ်ပြီးတော့မှကျွန်တော်အပေါ်ကနေပြီးတော့အကုန်လုံးအဲ့ဒီ site ထုတ်တွေအောက်မှာခံပြီးတော့အပေါ်ကမြေဖုံးလိုက်ပေါ့နော်အကုန်လုံးပုံသွားအဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ကထွက်တဲ့ဟာလည်းပိုကောင်းတယ်များများလည်းအထွက်နှုန်းလည်းပိုရတာပေါ့နော် site ထုတ်တဲ့ဆိုင်အဲ့လိုမျိုးအဲ့တော့ site ထုတ်လည်းဒီတိုင်းပဲ site လို့ရတယ်ကို site ချင်တယ်လို့ပေါ့နော်အဲ့ဒါနောက်တစ်ခုကတော့ကြွနဲ့ရွက်မို့ကျွန်တော်ရဲ့မို့ site ပြိုးနီးရကြတော့ကျွန်တော်တို့အခြားမို့တွေနဲ့site ထုတ်လုပ်တဲ့ဟာတွေဘာတွေတူပေမဲ့ပေါ့နော်သူကကြတော့ဘာလဲဆိုတော့ကျွန်တော်ရဲ့မို့ကကြတော့ဈေးကွက်မှာဘာမှပူစရာမလိုတဲ့မို့လို့ပြောလို့ရတယ်သူကကြတော့သူ့အထောက်ခံပြီးရင်ကျွန်တော်နှစ်ချီနှစ်ပေါင်ကျွန်တော်ထားလို့ရတယ်အဲ့ဒီဟာသူ့ရဲ့အားသာချက်ပဲကျွန်တော်ဈေးကောင်းရမှထုတ်လို့ရတယ်ပေါ့နော်ဘာမှမဖြစ်ဘူးကျွန်တော်ရဲ့မို့ကဘာမှကိုမဖြစ်သွားတာအဲ့လိုမျိုးပေါ့နော်တေချာချအောင်လုပ်ပြီးတော့သူကကျွန်တော်ရဲ့မို့ဆရာတို့ဆရာမတို့အားလုံးသိတဲ့အတိုင်းကျန်းမာရေးအတွက်အရန်ကောင်းတယ်ကျွန်တော်တို့ဒီဟိုစားသုံးသူတွေအတွက်ပေါ့နော်ယောဂါတွေဟိုဟာတွေအတွက်အများကြီးသူ့ဟာအထောက်အကူပြုတယ်အဲ့တော့ဒါကတော့ကျွတ်နရက်မိုးကကြတော့သူကကျတော့ဘာလဲဆိုသူ့မှာပြဿနာတစ်ခုရှိတာကကြတော့ trichoderma လို့ခေါ်တဲ့မိုးမျိုးပေါ့နော်အဲ့ဒီကျွန်တော်တို့အခု trichoderma ဆိုတာအပင်တွေမှာဆိုအရန်အကောင်းတယ်အခြားယောဂါတွေသူကနိုင်တယ်သူကတွန်းနေတယ်အပင်တွေအတွက်ဆိုရင်သူကသူ့ရဲ့အကောင်ကပိုးသက်ဆေးအနေနဲ့သုံးအရန်ကောင်းတဲ့မိုးမျိုးဒါပေမဲ့ဒီကျွတ်နရက်မိုးမှာ trichoderma ကျပြီဆိုရင်trichoderma ကျသွားတယ်ကျွတ်နရက်မိုးအထွက်နှုန်းကကျသွားပြီလုံးဝအဲ့တော့ဘာဖြစ်လို့သူ့မှာကြာလဲဆိုရင်အဲ့ဒီယောဂဒဏ်ကို तू ကလုံးဝမခံနိုင်လို့ပဲအဲ့ဒါကြောင့်မို့ကြာနာကြောင့်မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဘာလို့လဲဆိုတော့ကျန်တဲ့မို့မျိုးတွေကခံနိုင်ရင်ရှိတယ်ကျွတ်နရက်မို့ကကျွန်တော်အပြဿနာပဲရှိတာဘာမှမရှိဘူးဒါပေမဲ့အပြဿနာအရန်ဆိုးတာအဲ့တော့ကျွတ်နရက်မို့လူအများစုကမစိုက်ကြဘူးလူတော်တော်များများမစိုက်ကြဘူးတချို့တွေကကျွတ်နရက်မို့ရဲစိုက်တဲ့သူတော့ရှိတာပေါ့နော်ဒါပေမဲ့အများစုကမစိုက်ဘာလို့လဲဆိုတော့ရှုံးလို့မမြတ်လို့ဘာလို့လဲဆိုရင်ခဏနဲ့ပြောတယ်အဲ့ဒီယောဂကြာပြီးတော့ဘာမှလုပ်လို့မရတော့အဲ့ဒီယောဂကြာပြီးတဲ့အထွက်နှုံးတွေကကိုထင်သလောက်ထုတ်ရဲ့အထွက်နှုံးကဘလို့မှမရတော့အဲ့တော့မှကျွန်တော်တို့ကအဲ့တော့ဘာလုပ်လဲဆိုတော့အများစုတောင်သူတွေစိုက်တဲ့နီးစနစ်ကကျွန်တော်ရဲ့မိုးတွေကိုကျွန်တော်ကဆေးထည့်တယ်အဲ့ဒီ trichoderma ကိုနိုင်တဲ့ chemical တစ်မျိုးထည့်ပြီးတော့မှကျွန်တော်တို့စိုက်ကြတယ်အဲ့ဒါဆိုရင်ဒီသူ့ရဲ့အထွက်နှုံးကိုကောင်းကောင်းရတယ်ပေါ့နော်ကောင်းကောင်းရတယ်ဆိုရင်လည်းသူနည်းနည်းတော့ကြာတာပဲမရဘူးအဲ့ဒါတော့ဒါပေမဲ့ကျွန်တော်တို့က chemical လည်းမထည့်ဘူးဘာမှမထည့်ဘူးအဲ့တော့ကျွန်တော်တို့ဘယ်လိုလုပ်ထားလဲဆိုတဲ့ဟာလေးကိုကျွန်တော်တို့ပြောမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီဟာကနော်ဆရာတို့အရန်အဖို့တန်တယ်နော်ဘယ်သူမှမပြောဘူးတခါတလေကျရင်ဆရာတို့ကတခါတလေတချို့တွေလူထင်တဲ့ဟာလေးရှိတယ်ပေါ့နော်ဒါနည်းနည်းလေးဟိုလုပ်မယ်ဟိုကျွန်တော်ပြောတာတော့မဟုတ်ပါဘူးဆရာမတွေတချို့တွေဈေးကြီးတယ်တို့ပေါ့နော်အဲ့လောက်တောင်းတာလားပေါ့နော်တကယ်တမ်းပြောရင်လေကျွန်တော်တို့ဒီသင်တန်းကတက်ဖူးတဲ့သူတွေဆိုရင်လည်းသိလိမ့်မယ်ပေါ့နော်ဟိုသင်တန်းတွေတော်တော်များစုကရှိသမျှနီးပညာကိုဘယ်သူမှမပေးဘူးဒီဆရာမတွေသူတို့လုပ်နေတဲ့ဟာတွေကိုသူတို့ဆိုရင်ဒါတစ်နှစ်ပြီးတစ်နှစ်လေ့လာတဲ့ကိုယ်တိုင်လုပ်တယ်ဒီလိုနဲ့ရလာတဲ့ဟာတွေကိုဆရာမတို့ပေးတာပေါ့နော်တချို့တွေပိုက်ဆံနဲ့လုပ်ရင်တောင်မှမပေးတဲ့သူတွေအများကြီးမှအများကြီးရယ်ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကအဲ့လိုလုပ်ဖို့မဟုတ်ဘူးပေါ့နော်ပြောချင်တာဆရာတို့ဆရာမတို့သိဖို့လိုတယ်ဒီဟာနဲ့တကယ်တမ်းလဲလို့မရအောင်ဒီဟာတွေမပြောရင်ဆရာတို့ဆရာမတို့ဘယ်သူမှမသိဘူးမသိတဲ့အခါကျရင်အောင်မြင်အောင်လုပ်လို့ကိုမရဘူးပေါ့နော်ဒါမျိုးဒီဟာလေးတွေကအရန်ဟိုဘယ်လိုခေါ်အဖိုးတန်တယ်ဘာနဲ့မှလဲလို့မရအောင်တခါကျရင်တချို့တလေတကယ် business နဲ့ပဲလုပ်တဲ့ဆရာတို့မြင်ဘူးလိမ့်မယ်အပြင်မှာဆိုရင်
သူတို့ site တယ်သူတို့ဖြစ်ထွန်းတယ်ဘယ်သူမှအတိမပေးဘယ်သူမှအတိမခံတဲ့လူမျိုးတွေရှိတယ်ပေါ့နော်ဒါပေမဲ့ဒီဟာလေးတွေကဆရာတို့တကယ် site ဖို့အတွက်ဆိုရင်ဘာနဲ့မှလဲလို့မရတဲ့ဟိုပညာလေးတွေပဲပေါ့နော်ဘာမှတော့မဟုတ်ဒါလေးတွေပဲအဲ့တော့ဒီဟာလေးတစ်ခုမလောက်တက်လိုက်တာနဲ့ကျွန်တော်တို့ကအထွက်နှုံးကဒီမှာကြာပြီးတော့ပြဿနာကြီးဖြစ်နေဒါပေမဲ့ဒါလေးလောက်လိုက်ခြင်းအပြင်အမှသူ့ရဲ့ဟိုဟာပြဿနာနေသွားတာပေါ့နော်အဲ့လိုမျိုးလေးဒါလေးတွေကိုကျွန်တော်ကသိစေချင်တာအဓိကတော့ဆရာတို့ဆရာမတို့ပေါ့နော်တချို့တွေကြာရင်နည်းနည်းအမြင်မားတဲ့ဟာလေးတွေရှိတယ်ပေါ့နော်ဒါပေမဲ့ကြည့်ကျွန်တော်မျိုးတွေပါတယ်ဆိုရင်ကျွန်တော်အရင်တော့အလကားတွေဒါမျိုးတွေလုတ်ပေးတာအဲ့တော့ကလူတွေကအကုန်လုံးကဟာဘာတွေဖြစ်နေလဲပေါ့နော်ကျွန်တော်တို့မျိုးတွေဆိုရင်လူအများစုကမပေးကြဘူးအရန်ရှားတယ်ပေါ့နော်မျိုးပေးတယ်အဲ့ဒါကြောင့်မို့လူတွေတိတ်မလောက်တတ်ကြတာအဓိကအဲ့ဒါကြောင့်မို့ကျွန်တော်တို့အခုဒါတွေလှုပ်ချင်းအပြင်တက်တဲ့သူတွေအကုန်လှုပ်တတ်အောင်လို့ကျွန်တော်တို့ဒီနည်းပညာတွေပေးနေတာပေါ့နော်ကျွန်တော်တို့တင်လှုပ်တတ်နေလို့လည်းဘာမှမထူးသူအများစုကစီးပွားရေးလှုပ်တဲ့သူအများစုက asset တက်ဘယ်သူမှမရှိဘူးရှိလို့လည်းမရဘူးပေါ့နော်ဒါတကယ် business တစ်ခုလုပ်တယ်ဆိုရင်ကိုနည်းပညာတို့ကိုလှုပ်ထားတဲ့ဒီဟိုဘယ်လိုခေါ်မလဲဟိုဒီ idea တွေဒီဟိုပစ္စည်းတွေဒီအချိုးအစားတွေကိုလူတွေကိုပြောလိုက်ရင်ကျွန်တော်ပြောသူလောက်သွားမှာပေါ့ကျွန်တော်တို့ကချားသူကထုတ်လုပ်ပြီးတော့ကျွန်တော်တို့ကအဲ့ဒီ business နဲ့မလုပ်နေလို့ပေါ့နော်ဒီဆီယမတွေကဒီဟာတွေမလုပ်နေတဲ့အတွက်ကြောင့်မို့ဒါတွေပေးတယ်ဆိုတာလဲဆရာတို့ဆီယမတို့ကျွန်တော်သိအောင်လို့နည်းနည်းပြောပြတာပေါ့နော်ဘယ်သူမှမပေး business နဲ့တကယ်လုပ်တယ်ဆိုရင်ကျွန်တော်တို့ကကိုယ့်ရဲ့ဟာကြော်ပြီးတော့ဒီနည်းပညာတွေကိုပိုက်ဆံနဲ့လည်းမပေးဘူးဘာမှမပေးဘူးကိုယ်ပဲလုပ်တာပေါ့နော်ဒါကကျတော့အပြင်မှာလုပ်နေတဲ့လူတွေအများစုရဲ့ဟိုပါပြောကျွန်တော်ဒါတွေဘာလို့ပေးလဲဆိုရင်ဆရာတို့ဆီယမတို့သိစေချင်တဲ့ဟိုဒီဟိုဟာနဲ့ပေါ့နော်ကျွန်တော်တို့ရဲ့ရွယ်ချက်ကလည်းလူတွေကိုသိစေချင်တဲ့ဟိုဟာမျှဝေစေချင်တဲ့ဒါမျိုးတွေနဲ့ကြောင့်မို့ဒါတွေကိုရတာပေါ့နော်ပုံမှန်ဆရာတို့ကြုံပူးပါလိမ့်မယ်အပြင်မှာတကယ်မရပါဘူးပေါ့နော်အဲ့ဒါကျွန်တော်တို့ရှိမှာမဟုတ်ကဘာမှာလည်းအဲ့လိုပဲကိုနည်းပညာကိုကျွန်တော်တို့တများပေးတယ်ဆိုကြရတဲ့ဒါက business တကယ်လုပ်နေတာမဟုတ်လို့ဆိုတာဆရာတို့မြင်ဖို့လိုတယ်ပေါ့နော်အဲ့ဒီဟာအဲ့လိုလိုတယ်ဆိုရင်ကျွန်တော်တို့ဘယ်သူမှမပြီးကျွန်တော်တို့ပဲလုပ်ပြီးတော့မျိုးပလင်းနေဆိုရင်ကျွန်တော်တို့ပဲရောင်းစားနေမှာပေါ့ကျွန်တော်တို့ရှိမှာအခုနေ့တိုင်းကျွန်တော်တို့ဟိုရက်တိုင်းလတိုင်းအပတ်တိုင်းဝယ်နေတဲ့သူအများကြီးရှိအခုလဲဒါပေမဲ့ဆရာမတွေကအဲ့ဒီဟာတွေကိုအဲ့လိုပဲရောင်းစားနေလို့ရတယ်ပေါ့နော်သူနီးပညာကိုသူမပေးဘဲနဲ့ဘယ်သူမှမတင်ပေးဘူးဒါတွေလွယ်လွယ်လေးပဲဘယ်သူကကျွန်တော်တို့ဘာလုပ်လို့ရဘာလုပ်လို့မရဘူးပေါ့နော်ဒါဆိုမဲ့ကျွန်တော်တို့ကဒါတွေကိုပေးကျင်တယ်ဆိုတဲ့ဟာကျွန်တော်အဲ့ဒီရွယ်ချက်ပဲအားလုံးတတ်စေခြင်းနဲ့အားလုံးကျွန်တော်ပြောရွာလူတွေကရွာလူတယောက်တတ်သွင်းတယောက်ဆရာတို့ဆရာမတို့လည်းအဲ့လိုဖြစ်စေခြင်းနဲ့ပေါ့နော်အကုန်လုံးမပေးနိုင်ရင်တောင်မှအဲ့လိုမျိုးနည်းနည်းလေးပညာပေးတဲ့ဟာမျိုးလေးတွေကျွန်တော်ကတော့လှုပ်စေခြင်းနဲ့ပေါ့နော်အဲ့လိုမျိုးလေးအကုန်လုံးတယောက်နဲ့တယောက်ကျွန်တော်ပြောအဲ့လိုတက်လာလေဒီဈေးကွက်ကြီးကလည်းကျဲလာလေမှာပဲကျွန်တော်တို့ပြောတယောက်တည်းဘယ်သူမှထိန်းထားလို့မရဘူးကျွန်တော်ပြောအဲ့လိုကျဲလာလေဒီဟိုဟာတွေကဆရာတို့ချင်မတို့လည်းပို့ပြီးအဆင်ပြေလာလေလို့ကျွန်တော်တို့ထင်တယ်ပေါ့နော်အဲ့လိုမျိုးကြောင့်အဲ့တော့ဒီကျွန်းရက်ဟာကိုပြန်သွားမယ်ကျွန်းရက်မို့စိုက်တဲ့အခါမှာကျွန်တော်တို့ကအဲ့ဒီယောဂကာကွယ်ဖို့အတွက်ဆိုရင်ဘာလဲဆိုရင်ဒါတကယ် main ချက်ပဲတကယ်ပြောတာဒီဟာကအရန်အရေးကြီးတယ်ဘာလို့လိုက်လဲဆိုကျွန်တော်တို့အဲ့ဒီဖွဲတွေပေါ့နော်ကျွန်တော်တို့ဒီဖွဲနုဒီကျွန်တော်တို့ပဲဖွဲပြောင်းဖွဲအဲ့ဒီဟာမှာပါတဲ့ဟာနေပြီးတော့ပဲကျွန်တော်တို့ဒီမိုး trichoderma ကိုလာပြီးတော့သူက affected ပို့ပြီးတော့ attractive ဖြစ်တာပေါ့နော်ဆွဲဆောင်တယ်အဲ့တော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအဲ့ဒီမိုးရောမျိုးစေ့ဆောင်ယောဂါတွေဒီကနေပြီးတော့အများစုပါလာတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကသူတို့ဘာလို့ကနာရီလောက်ပေါ့နော်ကြိုလိုက်မယ်ကျွန်တော်တို့အဲ့တော့အခြားထဲ့တဲ့ဟာကတော့အတူတူပဲတိတ်ပြီးတော့ဘာမှမကွာဘူးပေါ့နော်ကျွန်တော်တို့အခြားမျိုးဟိုဟာလုပ်တဲ့ဟာအဲ့တော့ပြောင်းဖွဲတွေပဲဖွဲတွေကိုကျွန်တော်တို့ကဘာလုပ်လိုက်မလဲဆိုရင်ကြိုလိုက်မယ်အဲ့တော့ကျွန်တော်တို့ကအစိမ့်မထဲ့တော့ဘူးပြောချင်တာပေါ့နော်ဆရာတို့ဆရာမကျွန်းထဲမို့စိုက်တဲ့အခါကျရင်ဒါကတကယ်ကီးပဲဘာလို့ဒီဟာကိုကီးလို့ပြောလဲဆိုတော့ကျွန်တော်က chemical မထဲ့လို့နော်ဆရာတို့ဒီဟာရဖို့ကတကယ်ပြောတာဟိုတကယ်ကိုမလွယ်တဲ့ဟာအဲ့တော့ဒီဟာလေးကိုလုပ်ဖို့အတွက်ကီးကဘာလဲဆိုရင်ဒီတစ်ခုပဲအဲ့ဒီဟာလေးကိုကျွန်တော်တို့ကတေချာလေးစနစ်ကြကြိုပြီးတော့မှအဲ့ဒီရောမွေတဲ့အခါကျရင်ဒီကြိုထားတဲ့ဟာကိုတုံးလိုက်တဲ့အခါကျတော့သူ့ရဲ့ကျွန်တော်တို့ပြန်ပြီးတော့မှအပူပေးလိုက်တဲ့အခါကျရင်သူ့ရဲ့ဒီထဲမှာရှိတဲ့ဟိုဘယ်လိုခေါ်မလဲသူ့ကို affect လုပ်နိုင်တဲ့ attract လုပ်နိုင်တဲ့ဒီမိုးပေါ့နော်ကျွန်တော်တို့သူ့ထဲမှာရှိတဲ့ဟိုဘယ်လိုခေါ်မလဲသားဆက်ကိုကျွန်တော်နှစ်ခါပေါင်းပြီးတော့ဖြတ်ပစ်လိုက်တယ်လို့ပဲဖြစ်သွားတယ်အဲ့တော့သူ့ရဲ့ကျွန်တော်တို့ဒီ trichoderma သူ့ကို affect လုပ်နိုင်တဲ့တိုက်ခိုက်နိုင်တဲ့ဟာကလည်းအများကြီးကျသွားတယ်အဲ့တော့ဆရာတို့ကောင်းကောင်းဒီ site ထုတ်ကိုကျွန်တော်တို့ကောင်းကောင်းအထွက်နှုံးတိုးအောင်လုပ်လို့ရတယ်ပေါ့နော်အဲ့တော့အဲ့လိုမလုပ်ဘူးဆိုရင်ကျွန်တော်တို့ကဘာဖြစ်တတ်လဲဆိုတော့ခဏနဲ့ပြောသလိုဒီမှာ trichoderma အစိမ်းရောင်နေအမှုမြင်မှာအကုန်လုံးဝင်ပြီးတော့မှတစ်ခါလောက်ပဲခုပြီးတော့အကုန်လုံးနောက်ပိုင်းကိုမထွက်တော့ဘူးအဲ trichoderma တွေဝင်ပြီးတော့နည်းနည်းလေးဟိုနားနည်းနည်းဒီနားနည်းနည်းထွက်တဲ့ဟာပဲရှိတော့ပါဘောနော်ထုတ်လုံး trichoderma တွေပြန်သွားတာဒီဟာတွေဆိုရင်ကျွန်တော်တို့အောက်ကိုမဆင်းတော့ဘူးအဲ့လိုမျိုးတွေပေါ့နော်ကျွန်တော်တို့ဖြစ်တတ်တယ်အရင်တော့ကျွန်တော်တို့ကိုယ်တိုင်လည်းအဲ့လိုမျိုးတွေဒါဖြစ်တယ်ပေါ့နော်အဲ့တော့ဆရာတို့ဒီသင်တန်းမှာကျွန်းထဲမို့စိုက်ချင်တယ်ဆိုရင်ဒီဟာနဲ့တင်ကိုဆရာတို့တန်သွားပြီအကုန်လုံးထဲမှာပေါ့နော်ကျွန်တော်တို့အဲ့တော့စိုက်တဲ့သူတွေကဆရာတို့ဘယ်သူမှမပေးဘူးဒါကတော့သိကြတာတော့ပေါ့နော်အဲ့တော့ဘာလို့လဲဆိုရင်အဲ့ဒီ
ပေါင်းတဲ့ဟာဒီကြိုတဲ့ဟာအရန်ရေးကြည့်တယ်ပြီးပြီဆိုရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ဒီမှာဓာတ်ခွဲမယ်အဲ့တော့ကျွန်တော်ရဲ့မူကကြတော့ငွေနင်းလို့မျိုးကျွန်တော်တို့နောက်တစ်ချက်ပေါ့နော်ဒါကတော့နောက်ဒုတိယကျွန်တော်တို့ဒီ trick ပေါ့နော်ဘာလဲဆိုတော့ငွေနင်းကြတော့ကျွန်တော်တဖြည်းဖြည်းချင်းယူလို့ရတယ်အဝလေးကိုဖောက်ပြီးတော့မှနည်းနည်းထွက်လိုက်နည်းနည်းထွက်လိုက်နည်းနည်းထွက်လိုက်ကျွန်တော်ရဲ့မူကကြတော့အဲ့လိုမဟုတ်ဘူးအဲ့ဒီယောဂကြာနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကမြန်မြန်ယူရမယ်ကျွန်တော်ကအဲ့လိုမျိုးတစ်လလောက်ယူနေမယ်အစားကျွန်တော်တို့2လလောက်ယူနေမယ်အစားတစ်လလောက်နဲ့အပီကိုကျွန်တော်တို့ယူရမှာဘာလို့လဲဆိုတော့မိုကြတော့မကြခင်အဲ့ဒီ trichoderma လာပြီးတော့ဒီမှာကြာတဲ့အခါကျရင်ဆရာတို့ရဲ့ site ထုတ်ကိုလာပြီးတော့ဟိုတိုက်ခိုက်တော့မှာအဲ့တော့ဘာလို့လဲဆိုတော့ site ထုတ်မှာကျွန်တော်တို့အပေါ်တွေရောအောက်တွေရောဘေးတွေရောရှိသမျှအပေါက်တွေကိုကျွန်တော်တို့ကအကုန်လုံးဖောက်လိုက်ဖောက်တဲ့အခါကျတော့ခဏနေပြောသလိုအကုန်လုံးကျွန်တော်တို့ကအများကြီးပွင့်လာပွင့်တဲ့အခါကျရင် site ထုတ်တစ်ထုတ်ကအကုန်ပွင့်လာတဲ့အောင်မြန်မြန်တာခုကျွန်တော်2ခေါက်လောက်ပဲအလွန်ဆုံး2ခေါက်3ခေါက်ပေါ့နော်အဲ့လောက်ပဲယူပြီးပြီဆိုရင်ပြစ်လွတ်လိုက်တော့အဲ့အချိန်မှာကြာလာလိမ့်မယ်ပထမတစ်ခေါက်လောက်ပြီးရတဲ့ဆရာတို့ trichoderma မှာကြာတော့မှာဒီကောင်ဒီလိုလှုပ်ထားရတော့မှကြာတယ်ပေါ့နော်ဒါပေမဲ့ဟိုတိုင်းမလှုပ်ဘူးဆိုပို့ဆိုးတယ်အရန်ဆိုးတယ်ပထမမစိုက်ခင်မှာ trichoderma ဝင်နေမုံမြန်အခုပြည့်နေပြီ trichoderma ဝင်နေပြီအဲ့လိုမျိုးအထိပေါ့နော်ကျွတ်ရမို့ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ပြောရဲပိုးတန့်ထားတဲ့ဓာတ်နဲ့တိတိကျကျလှုပ်ပြီးတော့ရှိသမျှအပေါက်ဖောက်လို့ရသမျှဒါဓာတ်နဲ့ဖောက်ပြီးတော့မှကျွန်တော်တို့ယူမယ်ယူပြီးတော့မှကျွန်တော်တို့ခဏနေပြောတယ်ဘယ်လိုလုပ်မလဲဆိုရင်ကိုယ့်အနေကိုယ်ကလုပ်ပြီးတော့မှဒီမှာအထွက်နှုံးလဲအများကြီးထွက်တယ်မြန်မြန်လဲရတယ်အကြာကြီးမထားတော့ဘူးကျွန်တော်တို့ကဟုတ်ပြီနော်အဲ့တော့ဒီအပေါက်တွေဖောက်ပြီးတော့ယူတာတွေလည်းရှိတယ်ကြိုက်တယ်လို့ယူလို့ရတယ်ပေါ့နော်ပြီးရင်ဒီမှာကျွန်တော်တို့ဘယ်လိုဖောက်လဲဆိုတဲ့ဟာလေးကိုကျွန်တော်တို့အသေးစိတ်ဟိုလုပ်မယ်ပေါ့နော်လက်မှာပိုးတန့်တယ်အဲ့ဒီဟာရက်ပြန်တဲ့ပိုးတန့်တယ်အဲဒါကိုသုံးတဲ့ဓာတ်မှာလည်းကျွန်တော်တို့အခြားမိုးယောဂဝင်ပြီးတော့ဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ကျွန်တော်ခြေလိုက်တာကျွန်တော်ဂျိုးနဲ့ခြေဖို့ပါညာပေါ့နော်အဲ့လိုမျိုးပြီးပြီဆိုရင်ကျွန်တော်တို့အဲ့ဒီဓာတ်ရည်နဲ့တွေ့လာမှာအကုန်လုံးဖောက်တယ်ဖြစ်ရတဲ့လောက်တော့ဖောက်ပေါ့နော်ကျွန်တော်ပတ်ချလိုက်ဒီအထုပ်ပတ်ချလိုက်ကိုမြန်မြန်ဖောက်အကုန်လုံးပေါ့နော်ဒါကကျွန်တော်သူ့ရဲ့ဆရာတို့ trick လို့ပြောလို့ရတယ် dual trick ပေါ့နော်ပထမတစ်ခုကတော့အရင်ရေးကြည့်တယ်ကြိုဖို့အရေးကြီးတယ်မကြိုဘူးဆိုရင်ဆရာတို့ဟိုဖြစ်မယ်ပေါ့နော်အောက်တွေရောအပေါ်တွေရောတွေ့လားကျွန်တော်အကုန်လုံးဖောက်တာပြီးတော့မှအထုပ်ကိုကျိုးနဲ့ခြေပြီးတော့မှရှိသမျှဘောင်းစုံကတော့ထွက်ခိုင်းလိုက်တာမြန်မြန်မြန်ရအောင်လုပ်လိုက်တာပေါ့နော်ဘာလဲမိုးကတိုက်တော့မိုးကချားမိုးကယောဂဝင်တော့မှာဆိုကျွန်တော်တို့အဲ့လိုမျိုးလုပ်လိုက်တယ်အဲ့တော့ဒါကအဲ့လိုမျိုးပဲကျွန်တော်တို့အမှ site ထုတ်တွေကိုအဲ့လိုမျိုးကျိုးရည်နဲ့ခြေပြီးတော့မှကျွန်တော်တို့အမှအကုန်လုံးယူလိုက်တဲ့အခါကျတော့အထွက်နှုံးလဲမြန်မြန်ထွက်တယ်မြန်မြန်လဲရတယ်ပြီးရင်သူ့ရဲ့ဟိုဘယ်လိုခေါ်မလဲဟိုကလည်းစောင့်စရာမလိုတော့ဘူးပေါ့နော်ကျွန်တော်တို့ယောဂကြတဲ့အခါကျရင်လည်းအဲ့တော့နောက်တစ်ခုကကျတော့ဒါကတော့ကျွန်တော်တို့ဟိုကလောက်တာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့တကယ်ကိုစီးပွားဖြစ်စိုက်ထားတဲ့ဒီဟိုကဟာဟိုဘက်ကရန်ကုန်တိုင်းဟိုဘက်ကပေါ့နော်ကျွန်တော်တို့ဗာလဲဒီအဲဗာလဲဒီကျွန်တော်တို့ခေါ်တဲ့မြို့နယ်ကောမူးတို့ကွန်ကြံကုန်းတို့ဟိုဘက်ကိုကြော်တဲ့ဟာကျွန်တော်တော့မေ့နေအဲ့မြို့နယ်อ่ะဗောနော်ဆရာတယောက်သူတို့ဟိုကလောက်ထားတဲ့ဟာအဲ့တော့ဒါသူ့ချန်တကယ်ကျွန်းရဲ့မို့အကြီးကျယ်စိုက်တာကျွန်းရဲ့မို့တကယ်ကို business တစ်ခုအနေနဲ့စိုက်တဲ့ဟာဗောနော်ဒါမှကျိုးတွေနဲ့ခြေထားတယ်ပြီးရင်အဲ့လိုပဲဖောက်ထားတယ်ပြီးရင်ရေကိုကျွန်တော်တို့အိုင်နေအောင်လောင်းတယ်သူကတော့တကယ် business နဲ့ပေါ့နော်ကျွန်တော်တို့လိုလောက်တာမဟုတ်ဘူးကျွန်တော်တို့ဒီဟိုကလောက်တဲ့ဆရာမတွေလိုလောက်တဲ့ဟာမျိုးမဟုတ်တကယ်ကိုအကြီးမှအကြီးစိုက်တဲ့ဟာမျိုးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဟာသူ့ရဲ့ခြံရဲ့အခြေအနေကိုအမှရေကိုကျွန်တော်တို့ကရွှဲနေအောင်လုပ်ပြီးတော့အောက်မှာအိုင်နေအောင်လုပ်ပြီးတော့ကျွန်တော်တို့ဟိုကလောက်တာအဲ့တော့သူကအဲ့လိုလုပ်လေပို့ပြီးတော့သူ့ရဲ့အထွက်နှုန်းကပိုကောင်းနေပေါ့နော်ဒီကျွန်တော်ရဲ့မိုးရဲ့ဟိုဟာခြံတစ်ခြံလုံးတွေ့လားအပေါ်ကနေပြီးတော့ကျွန်တော်တို့ဖြန်းပြီးတော့ပေါ့နော်အဲ့ဒီအောက်မှာအိုင်ပြီးတော့အဲ့ဒီဟိုဟာဖြစ်နေအောင်လုပ်တာငွေနှင်းမှုတွေဟိုဟာတွေတော့အဲ့လောက်ထိလောက်เสียမလို့ပေါ့နော်အဲ့လောက်လဲလောက်ရင်လဲကျွန်တော်တို့အဆင်မပြေဘူးကျွန်တော်ရဲ့မှုမှာအဲ့လိုမျိုးကျွန်တော်တို့စိုက်လို့ရတယ်ပေါ့နော်ဒါခဏနေရမှာပြီးရင်ကျွန်တော်တို့အမှကျွတ်တဲ့မိုးတွေကိုခူးမယ်ခူးပြီးပြီဆိုရင်ကျွန်တော်တို့တိတ်ချနေလန်းမယ်အကုန်လုံးတိတ်ချစနစ်တကျဟိုပေါ့နော်တတ်တတ်ရပေါ့နော်ကျွန်တော်တို့နေလန်းမယ်ဒီဟာဆိုရင်အဲ့ဒီခဏနေရပြောတဲ့ခြံရဲ့ဟာပေါ့နော်သူတို့မှာအကြီးအကျယ်တကယ်ကိုသူတို့ကတော့ပိတ်တာကိုထောင်ချီပြီးတော့ကျွန်တော်တို့အဲ့လိုမျိုးထုတ်တဲ့ဟာမျိုးပေါ့နော်ဒီအားနေပြီးတော့ဒီမှာဒါဆိုရင်အကုန်လုံးကကျွတ်တဲ့မိုးအများကြီးပေါ့နော်ကျွန်တော်အဲ့လိုမျိုးကိုကတခုတည်းကိုစိုက်ချင်လဲစိုက်လို့ရတယ်ဆရာတို့ idea ရှိသလိုပေါ့နော်ကျွန်တော်ရဲ့မိုးရဲ့အားသာချက်ကတော့သူကတော့ထွက်လာပြီဆိုရင်တော့သူ့ကိုပြက်မှာပုတ်မှာဟိုက
ပြမှာမပူပါဘူးပေါ့နော်ကျွန်တော်တို့ဈေးလဲကျန်တဲ့မိုးတွေတဲ့ဆိုင်ရင်သူကဈေးပိုကောင်းပါတယ်ဒီမှာတွေ့လားထွက်နေတဲ့ဟာရတစ်ချက်ကြည့်ပေါ့နော်ဆရာတို့ဘယ်လောက်ထိထွက်လဲဆိုတာအဲ့ဒါမျိုးပြီးရင်6လမ်းတာဟိုအဲ့လိုမျိုးလမ်းတယ်အဲ့တော့သူတို့ရဲ့ဟိုဟာပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာကဆေးထည့်လို့တော့ရတယ်လုံးဝမထည့်စေချင်လို့ပေါ့နော်ဒါပေမဲ့ကျွန်တော်အမြဲတမ်းတစ်ခုတော့ပြောတယ်ကျွန်တော်ရဲ့မို့စပြီးတော့ site ထုတ်ထဲထည့်တဲ့အချိန်မှာစပြီးတော့ထည့်တဲ့ဟာမျိုးဆိုရင်ကျွန်တော်လက်ခံတယ်ပေါ့နော်အဲ့ဒါမျိုးဆိုရင်သူ့ရဲ့တက်တန်ကြာသွားတဲ့အခါကျတော့စားသုံးသူ effect အလောက်ထိမဖြစ်နိုင်ဘူးပေါ့နော်အဲ့လိုမျိုးဆရာတို့ထည့်ကျင်တယ်ဆိုရင်တော့ဒါထည့်ကျင်ထည့်ပေါ့နော်ဟိုဘာလို့လဲဆိုတော့ကြာသွားပြီအဲ့အချိန်ကျရင်ရက်ပေါင်းကျွန်တော်ပြော2လ3လလောက်2လလောက်ပေါ့နော်1လခွဲ2လလောက်ဖြစ်ပြီဆိုတဲ့အခါကျတော့ကျွန်တော်စားသုံးတဲ့သူတွေလည်း safe ဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ chemical ထည့်ရင်လည်းကိစ္စတော့မရှိဘူးပေါ့တွေ့လားကျွန်တော်တို့ဒီလိုဖောက်ထားတဲ့ဟာကြောင့်တွေ့လားအများကြီးမှအများကြီးပြစ်ထွက်ပြီးတော့ဒီမှာစုပုံပြီးတော့မှဟိုဟာတွေကထွက်လာတွေ့လားဆရာတို့တော့ရေများများကြိုက်တယ်ပေါ့နော်ရေများများလုံနိုင်လေအထွတ်နှုံးပုံအောင်အောက်မှာဒီမှာရွှဲနေအောင်လောင်းနိုင်တယ်ဆိုရင်လိုမျိုးဒါဒီလိုလဲကျွန်တော်တို့အထုပ်တွေလုပ်ပြီးတော့ဒီဟာလေးဆိုတော့အပေါက်ကလေးပဲဖောက်တာတလားဟိုဟာနဲ့ထိုးပြီးတော့ကျွန်တော်ဖောက်ပြီးတော့အဲ့လိုမျိုးလဲလုပ်လို့ရတယ်ဒါပေမဲ့အကုန်လုံးယူတာတွေ့မှာဘေးတွေရောအောက်တွေရောအကုန်လုံးယူတာအဲ့ဒါလဲ key တစ်ချက်ပဲပေါ့နော်ကျွန်တော်ကျွန်းရဲမို့စိုက်တဲ့အခါကျရင်အဲ့တော့ဒီဟာလေးကတော့ဆရာတို့ဆရာမတို့အတွက်ဘူးတူတာကိုတကယ်ကိုဟိုဟာရမယ်ဟာလို့ကျွန်တော်ထင်တယ်ပေါ့နော်ပြီးမှခူးပြီးတော့မှကျွန်တော်တို့အချောက်လန်းပြီးတော့မှကျွန်တော်တို့ကဘာလို့ရလဲဆိုတော့ကျွန်းရဲမိုးကနေပြီးတော့ကျွန်တော်တို့ဒီမှာဒါကျွန်းရဲမိုး cracker ပေါ့နော် cracker မှာမှကျွန်တော်တို့ကမိုးတိုင်းကနေပြီးတော့ထုတ်လုပ်လို့ရတယ်ပြီးရင်ကျွန်တော်ပြောတဲ့ဆရာမတို့တို့စီစဉ်နေတဲ့ဟာဒီတင်တန်းတွေပေးဖို့အတွက်စီစဉ်နေတယ်ပေါ့နော်ကျွန်တော်တို့အဲ့ဒီဟာအဲ့ဒါလည်းကျွန်တော်တို့ online ရောလက်တွေ့ရောသူလုပ်မယ်လို့ပြောတယ်အဲ့တော့ဒီရိုးရိုးကျွန်တော်ရဲ့မိုးရှိတယ်အဲ့ဒီအစိုးရနေပြီးတော့ကျွန်တော်တို့တွေ့လာဒီလို cracker လေးတွေဒါကတော့တကယ်ကိုလူတော်တော်များများကအချိုအရင်ကြိုက်တဲ့သူဆိုဒီမတူးပေါ့နော်ငွေနှင်းမိုးကထွက်တဲ့ cracker ချိုပြီးတော့မွေးပြီးတော့စားကောင်းတယ်လို့ကျွန်တော်ရဲ့မိုးကကြတော့ကျွန်တော်တို့ကသူ့ရဲ့ကျွန်တော်ရဲ့မိုးအနံ့လေးနဲ့သူကစိမ့်စိမ့်လေးနဲ့အဲ့လိုနည်းနည်းလေးအချိုကြိုက်တဲ့သူတွေကြတော့ဒီကျွန်တော်ရဲ့မိုးမကြိုက်ဘူးအဲ့လိုမျိုးရှိတယ်ဒါပေမဲ့တချို့တွေစိမ့်စိမ့်ကြိုက်တဲ့သူကြတော့ဒီကျွန်တော်ရဲ့မိုးရဲ့ cracker ကပိုစားကောင်းတယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးဒါဆိုရင်အဲ့ဒီသူ့ရဲ့6ရပြီးနေလန်းထားတဲ့ဟာပြီးပြီဆိုကျွန်တော်တို့ဒီ cracker တွေလောက်တယ်ပေါ့နော်အဲ့ဒီဟာတွေအဲ့တော့ကျွန်တော်တို့ပြောချင်တာဆရာတို့ဆရာမတို့ပြောချင်တာမို site ပြီးပြီဆိုတော့တကယ် business လုပ်မယ်ဆိုမရှုံးနိုင်ဘူးဆိုတော့ကျွန်တော်တို့ကအလကားပြောတာမဟုတ်ဘူးเนาะအခုဆရာမတွေလုပ်နေတဲ့ဟာပေါ်မှာချိန်ထိုးပြီးတော့ကျွန်တော်တို့ကပြောပြတာပေါ့เนาะဘာလို့လဲဆိုတော့ဒီလိုလုပ်နိုင်တယ်ဆိုဆရာတို့ဆရာမတို့မှလည်းအဲ့ဒီဟာဘာမှမလိုဘူးပေါ့เนาะပြီးရင်ဒီဟိုဟာတွေဟိုဟာလုပ်ပဲပေါ့နော်အဲ့တော့ကျွန်တော်အခုဒီမှာပဲရက်မယ်ဆရာတို့ဆရာမတို့ဒီမှာမေးခွန်းတွေမေးကြရှင်လဲမေးလို့ရတယ် online ကဆရာဆရာမတွေကကြတော့ဒီကျွန်တော်တို့အခုဆရာဟိုဟာတွေကတော့သူတို့15မိနစ်20ကျွန်တော်တို့ဒီ tea break ပေါ့နော်ကျွန်တော်တို့ဟိုမှာစားတောက်တဲ့ဟာကျွန်တော်တို့ in person လာတက်တဲ့သူတွေတော့ရှိမယ်ပြီးပြီဆိုရင်ကျွန်တော်တို့ site ထုတ်လုပ်တဲ့ဟာတွေကိုကျွန်တော်တို့တွားမယ်ပေါ့နော်အဲ့တော့ online ဆရာဆရာမတွေကကျွန်တော်ကိုလည်းမေးလို့ရတယ်အမှဟိုဘက်ကဆရာမကလည်းရှင်းပြပေးနေမှာဟိုဘက်ကဆရာဆရာမတွေကလည်းရှင်းပြပေးနေမှာကျွန်တော်တို့ online သူတွေဒီလိုလုပ်တယ်အခုကျွန်တော်တင်သွားတဲ့ဟာတွေပဲလက်တွေ့လုပ်တာဆရာတို့က like ကြည့်ပေးပေါ့နော်သဘောတခုဆရာတို့ဆရာမတို့ထဲမှာလက်တွေ့ like လုပ်မဲ့သူပါတယ်ဆိုရင်ကျွန်တော်ပြောကျွန်တော်ကြည့်ပြီးတော့ကျွန်တော်ဆရာတို့ဆရာမတို့ train ပေးမယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့အခုကတော့ဟိုတင်တန်းလာတက်တဲ့ဆရာဆရာမတွေခဏနားမယ်ပြီးရင်သူတို့ tea break ယူမယ်ပြီးရင်ကျွန်တော်တို့လက်တွေ့လုပ်တဲ့ရှူသွားမယ်ပေါ့နော်အဲ့တော့သမင်းစားတာလေးနည်းနည်းလေးနောက်ကျရင်နောက်ကျမယ်ဘာလို့လဲဆိုတော့ကျွန်တော်အချိန်ယူလိုက်တာနည်းနည်းများသွားတယ်ပေါ့နော်တကယ်တမ်းကတော့မနေ့ကစောင့်ရတာတွေလည်းပါတယ်အဲ့ဒါကြောင့်မို့ပေါ့နော်မနေ့ဖြန်ကြရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီ channel ကို management လုပ်တဲ့ဟာပုံမှန်ယောဂါတွေကာကွယ်တဲ့စနစ်တွေကိုပြောမယ်ပြီးရင်ဈေးကွက်ဖော်ဆောင်ဈေးကွက်တွေကိုဘယ်လိုကျွန်တော်ရှာဖွေပြီးတော့ချိတ်ဆက်ပြီးတော့လုပ်လို့ရတယ်ဆိုတာလည်းပြောမယ်ပြီးရင်ကောက်ရုံးမှု site တဲ့ niche စနစ်ကိုအစအဆုံးကျွန်တော်ပြောမယ်ပေါ့နော်မနေ့ဖြန်အဲ့နှစ်ချက်ပြောပြီးရင်ကျွန်တော်တို့အဲ့လိုမျိုးပဲကောက်ရုံးမှု site တဲ့လက်တွေ့ဟာလုပ်မယ်ကျွန်တော်တို့ဟုတ်ပြီနော်အဲ့တော့ဆရာတို့ online ဆရာဆရာမတွေကျွန်တော်မေးချင်တာမေးလို့ရတယ်သင်တန်းဆရာဆရာမတွေလည်းမေးစရာရှိတာမေးလို့ရတယ်ကျွန်တော်ဒီမှာရှိနေမယ်အဲ့တော့ခဏနားပြီးရင်ကျွန်တော်တို့လက်တွေ့လုပ်မယ်ပေါ့နော်ပြီးပြီဆိုရင်ထမင်းစားနားမယ်ညနေကျရင်ပြန်မယ်ပြန်လာပေါ့နော်အဲ့တော့